ဆက်ရှိတလ2026ယနေ့မနေ့အယုတ်ထရခရိုင်တွင်စက်ယုံဝန်တန်းအလုသမားများတင်ဆောင်လာသည့်ဘတ်ကမြောင်းနှဲပြုတ်ကျ14ဦးဒဏ်ရာရဇန်နဝါရီ18 2026အာရှအဝေးပြေးလက်မှတ်ကြီးပေါ်စစ်မှုစုံမှလူသားများအားတင်ဆောင်လာသောဘတ်ကားတစ်စီးမြောင်းနှဲသို့ပြုတ်ကျသိမ်းမောက်ကလူ14ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ယနေ့နနက်9နာရီခန့်ကဖရာနခွန်စီအယုတ်ထရာပြည်နယ်ဗန်ပြေးရင်ခရိုင်အတွင်းအဝေးပြေးလမ်းမပေါ်ဖြူကွာခဲ့သောမတော်တဆအဖြစ်အပျက်တွင်ရောဂျနာစက်မှုစုံဝမ်ရှိကုမ္ပဏီတစ်ခုမှဝန်ထမ်းများအားတင်ဆောင်လာသောဘတ်ကားဖြစ်ပါတယ်။ကနဦးစုံစမ်းမှုများအရဘတ်ကားသည်ထိန်းချုပ်မှုလွဲချော်ကလမ်းမီတိုင်တစ်ခုအားဝင်တိုက်မိပြီးနောက်လမ်းဘေးမြောင်းထဲသို့စောင်းလျက်ပြုတ်ကျတဲ့သည်ဟုသိရပြီးရင်မောင်းကမောင်းနေစဉ်ရုတ်တရက်ရင်အားထိန်းချုပ်နိုင်ခြင်းမရှိတော့ဟုပြောကြားခဲ့ပါတယ်။ဒဏ်ရာရရှိသူ14ဦးတွင်အမျိုးသမီးဝန်ထမ်း12ဦးအမျိုးသားဝန်ထမ်း1ဦးနှင့်ရင်မောင်း1ဦးပါဝင်ပြီးရင်တို့အနက်6ဦးအားအယုတ်ထရဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ကယ်လယ်ရဲ့အဖွဲ့များချက်ချင်းရောက်ရှိကဒဏ်ရာရသူများအားဆေးရုံများသို့အမြန်ပို့ဆောင်ပေးခဲ့ပြီးအာဏာပိုင်များကမတော်တဆမှုဖြစ်ပွားရသောအကြောင်းရင်းအားနောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်ရှင်။